Manchester United ရဲ့ထာဝရဂိုးသွင်းအများဆုံးတိုက်စစ်မှု Wayne Rooney What do you make of Wayne Rooney? It's a special goal and a special talent. He has everything what you dream to have. Everything what you dream to have. Manchester United မှာဂန္ဓဝင်ကစားသမားတွေအများကြီးရှိခဲ့ပါတယ်။နောက်ပိုင်းခေတ်ထဲမှာပရိသတ်တွေတော်တော်များများချစ်ကြခင်ကြအားကိုးခဲ့ကြရတဲ့တယောက်ကတော့ Wayne Rooney ပါပဲ။သူ့ရဲ့ကြိုးစားအားထုတ်မှုပောက်ကွဲအားဘောလုံးအမြင်နဲ့စွမ်းဆောင်နိုင်တွေကြာရနေရာကနေကစားပေးနိုင်စွမ်းတွေကသူ့ကိုအဲ့ဒီလိုမျိုးအများကနေပြီးတော့ချစ်ခင်လာစေခဲ့တာပါပဲ။သူက Crottet လို့ခေါ်တဲ့ Liverpool မာဆေးစိုက်ထဲကဒေတာလေးတစ်ခုမှာမွေးဖွားခဲ့ပါတယ်။ဒေတာပတ်ဝန်းကျင်ကကျန်းတယ်လို့ဆိုရမှာဖြစ်ပြီးတော့ရစ်ထုတ်တွေဇိုးငနဲတွေပြဿနာတက်နေတဲ့မိသားစုတွေရုန်းကန်နေကြရတဲ့သူတွေနဲ့ပြည့်နေတာဖြစ်ပြီးတော့အမြဲစူညံပူညံနိုင်တဲ့နေရာမျိုးပါပဲအဲ့ဒီထဲမှာတော့ Rooney ရဲ့မိဘတွေကလည်းပါတာပေါ့ Rooney ရဲ့အဖေကအလုပ်တော့လုပ်ပင်မဲ့လဲရစ်ထုတ်လဲရစ်ထုတ်ကြီးပါအဲ့ဒီအတွက်သူ့အမေနဲ့တချင်းချင်းပါပဲမိသားစုဘဝကကျန်းတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်နွမ်းပါတဲ့အတိုင်းဝိုင်းကဖြစ်တဲ့အတွက်လိုချင်တာရှိရင်တောင်းယူလို့မရဘဲနဲ့စူးစမ်းယူမှရမယ်ဆိုတာကိုငငယ်ကလေးကတိုင်နားလည်ခဲ့ရတာပေါ့သူ့အဖေကလည်းကျန်းပါတယ် Rooney အသက်9နှစ်သားလောက်မှာလေ့ကျင့်ရေးကစားသမားတစ်ယောက်ဖြစ်နေပါပြီစောင်းတွင်းကြီးထဲမှာအေးခဲခဲနဲ့ဘောလုံးကန်ခဲ့ရပါတယ်ကလေးပဲရှိသေးတဲ့ Rooney ကတော့သူ့ရဲ့အဖေစီကိုခြေထောက်တွေအေးနေလို့ဆက်မကစားကျင်တော့ဘူးလို့ပြောတဲ့အခါမှာတော့သွားကွင်းမြင်နဲ့ထွက်ပြီးနည်းနည်းပတ်ပြေးလိုက်သွေးပူသွားရင်မအေးတော့ဘူးလို့ပြောခံရပြီးတော့ကွင်းထဲကိုပြန်ပြီးတော့အထက်ခံခဲ့ရပါတယ်ဒီလိုမျိုးလွယ်လွယ်နဲ့အလျှော့မပေးတတ်အောင်ငငယ်လေးကနေပြီးတော့မောင်းခံခဲ့ရတာတွေကကြီးတဲ့အခါမှာတော့သူ့ရဲ့ပင်ကိုဇရိုက်လိုကိုဖြစ်လာခဲ့ပါတယ် Rooney ကအသက်16နှစ်ကျော်မှာပဲပွဲထွက်ကစားနေခဲ့ရပြီးတော့ပွဲထွက်ကစားတဲ့အချိန်မှာပဲအာဆင်နယ်အသင်းကိုဒုက္ခပေးသွားခဲ့ပါတယ်နောက်ပိုင်းမှာလည်းတောက်လျှောက်ဆိုသလိုသူကအင်္ဂလန်ရဲ့နောက်လာမဲ့တောက်မဲ့မီဂဲလို့အားလုံးကမျှော်မှန်းထားခံခဲ့ရပါတယ်ဟုတ်လဲဟုတ်ခဲ့ပြီးတော့မဟုတ်လဲမဟုတ်ခဲ့ဘူးလို့ဆိုနိုင်ပါတယ်ဟုတ်ခဲ့တာကတော့သူကကိန်းမတိုင်ခင်အထိအင်္ဂလန်ရဲ့ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ Manchester United ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တာမဟုတ်ခဲ့တာကတော့သူကအရည်ချင်းရှိသလောက်ဖြစ်မလာခဲ့တာပါပဲဖြစ်ခွင့်မရခဲ့တာမဟုတ်ပဲမဖြစ်လာခဲ့တာပဲဖြစ်ပါတယ် Rooney မှာခွန်အားနဲ့ကြက်ခိုင်မှုလည်းရှိပါတယ်ဘောလုံးအမြင်နဲ့အမြင်နောက်ကိုလိုက်ပြီးတော့အကောင့်ထဲပေါ်နိုင်တဲ့စွမ်းရည်လည်းရှိပါတယ်ဂိုးလဲဂိုးသွင်းနိုင်တယ်လို့ဖန်လဲဖန်တီးပေးနိုင်ပါတယ်ပောက်ကွဲအားနဲ့ပြေးမယ်ဆိုရင်မြန်ပါတယ်အသက်ကြီးပြီးတော့ခန္ဓာကိုယ်ကအားကစားသမားပုံမပေါက်တော့ရင်တောင်မှပဲ DC United မှာဘောလုံးကိုပြန်လိုက်ဆယ်ပြီးတော့ပြန်ဖြတ်တင်ပေးခဲ့တာကိုကြည့်ရင်သိနိုင်ပါတယ်သူ့ကိုဒုက္ခပေးသွားတာကသူကိုယ်တိုင်ပဲဖြစ်ပါတယ်သူကအတောက်စားမှတ်ပြီးတော့အစားအသောက်လေးရှောင်ဖို့ဝင်လေးပါတယ်သူကနေပုံထိုင်ပုံကြမ်းတမ်းပြီးတော့ဟော့ရမ်းရမ်းနိုင်ပါတယ်သူကဂျင်းလိုမျိုးကိုယ်ကာယလေ့ကျင့်ခန်းတွေကိုလည်းလှုပ်ဖို့တွန့်ဆုတ်တက်ပါတယ်ဆိုတော့သူ့ခန္ဓာကိုယ်ကသူဖြစ်ချင်တာတွေကိုအမြဲဘယ်လိုက်နိုင်ပါတော့မလဲသူနဲ့ပတ်သက်လို့ Sir Alex Ferguson ကသူ့စာအုပ်ထဲမှာရေးခဲ့ဘူးတာရှိပါတယ် Ryan Giggs ကစင်တကောင်လုံးစားရင်တောင်မဝလာခဲ့ပေမဲ့ Rooney ကတော့ရေတောက်ရင်တောင်ဝလာတတ်တယ်လို့ဆိုပါတယ်ဆိုလိုချင်တာက Rooney ရဲ့ခန္ဓာဗေဒနဲ့ဇီဝကမ္မဗေဒကိုကဝါဖို့ဘက်ကိုသွားပါတယ်သူထိမ့်ထိမ့်သိမ့်သိမ့်နေနိုင်ကမှတန်ခါကြမှာပါပြဿနာကသူကလည်းမထိမ့်သိမ့်နိုင်ပါဘူးလီဗာပူးရဲ့ခက်ချမ်းချမ်းပတ်ဝန်းကျင်ကလာတဲ့စိုးပေလေးတယောက်လိုသူဟာဟော့ရန်ရန်နေတတ်ပါတယ်လိမ်မှုအရှုပ်ထွေးလည်းရှိပါတယ်ဆိုတော့ဆာအလက်ကသူ့ကိုတည်ငြိမ်အခြေချပြီးတော့ရင့်ကျက်တဲ့သူလို့ဘယ်တော့မှယူဆခဲ့ပုံမရပါဘူးသူ့ပုံစံကရောမခေတ်ကစစ်သူကြီးတွေလိုပါပဲတိုက်ချိန်တန်တိုက်မယ်စားချိန်တန်အဝါစားအမောက်တောက်မယ်ပျော်စရာရှိရင်အယူမှုပျော်မယ်ဆိုတဲ့စိတ်နေစိတ်ထားမျိုးပါပဲတကယ်ဆိုရင်သူကမက်ဆီတို့ရိုနယ်ဒိုတို့နဲ့တဒန်းနဲ့ရှိခဲ့တဲ့အရည်သွေးမျိုးရှိခဲ့တဲ့သူတွေထဲမှာပါခဲ့တာပါသို့တော့အရည်ချင်းလူတိုင်းရှိရင်တောင်ထိမ့်သိမ့်နိုင်စွမ်းစင်စက်မပြတ်စူးစမ်းနိုင်တဲ့သူတွေကပဲရှိကိုပို့ပြီးတော့ရောက်သွားတိုက်ကြတာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့သူကနေရာဆုံးမှာကစားဖို့ဝင်မလေးပါဘူးဒါကအတင်းတွေဆွန့်လွတ်တာမျိုးအနစ်နာခံတာမျိုးလို့သူ့စိတ်ထဲမှာလည်းမရှိပါဘူးသူကိုယ်တိုင်ရေးသားထားတဲ့စာအုပ်ထဲမှာဆိုရင်ဒီဟာသူပွဲကိုနိုင်ကျင်တဲ့အတွက်ကြောင့်မလို့လောက်တာပဲလို့ကိုထည့်ရေးခဲ့ပါတယ်သူကနိုင်ကျင်တဲ့သူပါ Manchester United မှာမဟုတ်ပါဘူးသူပါတဲ့ဘက်ကနိုင်မကိုခြေနှက်မဲ့သူပါလေ့ကျင့်ရင်ကွင်းမှာနှစ်ဖက်ကွဲပြီးတော့ကန်ခဲ့ရင်တော့သူပါတဲ့ဘက်ကမနိုင်ခဲ့ရင်လေ့ကျင့်ရင်တုံကြော့ပုံကော်ကွက်လေးတွေကိုကန်ထုတ်မယ်အိုးရေးဆဲဆိုတက်လို့ဖာဒီနိုင်နဲ့ Ryan Kane တို့ကလိုက်ပြီးတော့ထိန်းခဲ့ရပါတယ်ပောက်ကွဲလွယ်တဲ့သူ့အကျင့်ကလည်းသူ့ရဲ့ကစားသမားဘဝကိုဒုက္ခပေးခဲ့ပါတယ်အနီကတ်တွေလည်းအပြခံခဲ့ရတယ်လို့မရတဲ့ဒဏ်ရာတွေလည်းရခဲ့ပါတယ်သူကိုယ်တိုင်လည်းသူ့ရဲ့ကစားသမားဘဝမှာအင်္ဂလန်အတွက်ရော United အတွက်ရောကစားပေးခဲ့တဲ့ပွဲတွေရဲ့သုံးပုံတစ်ပုံကသာကြိုက်ခိုင်ရင်အပြည့်နဲ့ကစားပေးခဲ့တာလို့ထုတ်ပြောခဲ့ပူပါတယ်စီးဖွဲကကစားသမားမပြောရင်ဒဏ်ရာတီးတီးမွှားမွှားတွေထုံနေတာကျင်းနေတာတွေကိုမသိနိုင်ပါဘူးပြောရင်နားပေးခံရမှာစိုးလို့သူကလည်းမပြောခဲ့ပါဘူးဆိုတော့သူ့ရဲ့ကြန့်ခိုင်မှုကကြတက်ကြလာတာမဆန်းတော့ပါဘူးဒါတောင်မှသူဟာ United ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ်သမိုင်းမှာမှတ်တမ်းရေးထိုးနိုင်ခဲ့ပါသေးတယ်အခုဒီလည်းသူ့ရဲ့စံချိန်ကိုကြော်ဖြတ်မဲ့သူကမပေါ်လာခဲ့သေးပါဘူး Rooney ရဲ့စံချိန်ကိုလည်းသူအဖိုးအဖြစ်မှကြော်ဖြတ်နိုင်ကြမှာလားဆိုတာကိုမသိနိုင်ပါဘူးတေချာတာကတော့ Wayne Rooney ဟာစာရဲလက်တန်ရောစင်အရှိဆုံးသားလို့အချစ်ရဆုံးကစားသမားတစ်ယောက်မဟုတ်ခဲ့ပေမဲ့လည်းပွဲတွေကိုလွတ်ဖို့ရာအယုံကြည်ရဆုံးကစားသမားစရင်းကိုထုတ်တဲ့အခါမှာဆိုရင်တော့ထိတ်ဆုံးကပါခဲ့ပြီးတော့အဲ့ဒီလိုပေးလိုက်တဲ့တာဝန်ကိုလည်းအခြေပြင်ဆုံးစွမ်းဆောင်နိုင်တဲ့ကစားသမားတစ်ယောက်ပဲဖြစ်ခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ကျွန်တော်ကတော့ဖာဖာလေးပဲဖြစ်ပါတယ်